လုံးလည်းမင်္ဂလာပါလို့ရှိဦးစွာနှုတ်ခွန်းဆက်တာလိုပါတယ်ဒီနေ့တဖန်မြန်မာလိုပြုခြင်းကိုယ်ပဲကြီးစီစဉ်မှာဖျားရဲ့နှုတ်ကပတ်တော်ကိုပြန်လည်ပြီးတော့ဝင်ငှရတဲ့ခွင့်ရရှိတဲ့အတွက်ကြောင့်ရှိဦးစွာဖျားရှင်ကြီးစွာကိုချီးမွမ်းပါတယ်မြန်မာလိုနှုတ်ကပတ်တော်ဝင်ငှတာကဆရာ၄ယောက်၄ပါးဆိုတော့၃ယောက်ရေကျမဆို၄ယောက်ဆိုတော့၄လမှတစ်ခေါက်ပေါ့နော်ဂျာကြီးမှမြန်မာလိုနှုတ်ကပတ်တော်ဝင်ငှတဲ့အလေးကြတာပေါ့ဆိုတော့ခိုင်ဆိုင်ဒီမြန်မာလိုပြောဖို့အောင်ပြန်ပြီးတော့ပြန်လေ့ကျင့်ရတာပေါ့နော်မိတော့မိသွားတယ်ဒီမြန်မာစကားကိုပြောဖို့อ่ะအဲ့လိုဖြစ်တယ်လို့ဒီနေ့တခါမြန်မာလိုနှုတ်ကပတ်တော်ဝင်ငှရတော့မယ်ဆိုတော့ချိန်ကြတော့ပြန်ပြင်တယ်ပြန်ပြင်ဆင်တာပေါ့နော်အဲ့ချိန်မှာဒီရှင်မသက်ခရစ်ဝင်အခန်းကြီး73အငယ်3ကနေအိုးဘောမှာခြေခံပြီးတော့နှုတ်ကပတ်တော်ဝင်ငှဖို့ပြင်ဆင်ထားတယ်နှုတ်ကပတ်တော်ခေါင်းစဉ်ကိုကျွန်တော်တို့နှလုံးသားမြေလို့ခေါင်းစဉ်ပေးထားတယ်ဆိုတော့ဒီနှုတ်ကပတ်တော်ကျွန်မပြင်တဲ့အချိန်မှာပေါ့နော်ဒီကောင်ကခဲနေရှိလေလေရင်ဒီကျမ်းပါဖတ်တဲ့ချိန်မှာကျွန်မဘယ်ညာကိုတိုင်ပတ်နေလဲဆိုရင်မျိုးစီအဲ့ဒါနဲ့ကိုကျွန်မလေအစီနဲ့ကိုအဲ့လိုနဲ့ကိုဟိုဖြစ်နေတာအဲ့ဒါနဲ့ဖိုင်နဲ့就包括你讲我本身那个面前嘛那我们是不那上那的music 啦戏啦，啊那里有那片的，不如被片 music 啵喏，哎，这其实看到保护吧，比的边 music 接的讲我怎么变成他把的咯，所以这其实看到哈，怎么说的？လူလောကမှာသူနေတဲ့အချိန်ပေါ့နော်သူရဲ့နှုတ်ပတ်တော်ဝင်ငှတဲ့အချိန်မှာပုံဥပမာတွေနဲ့အဲ့လိုပြောပြတယ်နှုတ်ပတ်တော်ကိုတင်ကြားတဲ့အချိန်မှာပုံဥပမာအများကြီးနဲ့အဲ့လိုပြောပြတယ်တွင်တင်တဲ့အရာတွေအများကြီးရှိပါတယ်ဆိုတော့ဒီပုံဥပမာတွေကိုကျမတို့နားထောင်တဲ့အချိန်မှာအရင်ပြီးတော့အရင်နားလေလွယ်တယ်ပေါ့နော်ဒီပုံဥပမာကိုဖတ်ခြင်းအဖြစ်နားထောင်ခြင်းအဖြစ်ကျမတို့ရဲ့အခြေအနေကိုအရာကိုမြင်သာစေတယ်နားလေစေတဲ့အရာမျိုးဖြစ်တယ်ပေါ့နော်ပြီးတော့ပို့ပြီးတော့ကျမတို့ခရစ်ယာန်အသက်တာမှာကျမရဲ့ဒီယုံကြည်ခြင်း level ပေါ့နော်အဆင့်ကဘယ်ညာမှာဘယ်အဆင့်မှာရောက်နေတယ်လေဆိုတဲ့အရာကအစတိခွင့်ရတယ်ဆင်ခြင်နိုင်လေဆိုတာနားလေရတယ်ပေါ့နော်ဆိုတော့ဒီပုံဥပမာတွေကိုပြောပြီးတော့တကယ်ရှိကြည့်နှုတ်ကပတ်တော်တင်ကြားတဲ့အချိန်မှာကျမတို့ကိုတီဆောက်စေတယ်ပြီးတော့အသက်တာပြန်လည်ပြုပြင်စေတယ်ဒီပုံဥပမာတွေကိုနားထောင်ခြင်းအဖြစ်ကျမတို့အသက်တာမှာပို့ပြီးတော့နှိမ့်ချတတ်လာတယ်ဖြစ်တယ်ပြီးတော့ဖျားနဲ့ပို့ပြီးတော့မှန်ကန်စွာဒီမိတ္တဟာယချင်းဆုတောင်းခြင်းအရာမှာပို့ပြီးတော့လုပ်နိုင်တယ်ဆိုတာနားလေရတယ်ပေါ့နော်နောက်ပြီးတော့ဒီသခင်ယေရှုဒီပုံဥပမာပြောတဲ့အချိန်ကြည့်လို့ရှိရင်ပေါ့နော်အရင်ကျမတို့နားလေလွယ်တယ်နေ့စဉ်ကျမတို့အသက်တာမှာမြင်နေရတဲ့အရာကြုံနေရတဲ့အခြေအနေကိုသူကအကြောင်းခံပြီးတော့ပြောကြားလာတယ်တွေ့ရတဲ့အတွက်ကြောင့်မို့အရင်နားလေလွယ်တယ်နားလေလွယ်တဲ့အရာတွေဖြစ်တယ်ဆိုတာတွေ့မြင်ရပါတယ်ဥပမာဒီတိရစ္ဆာန်အဲမှာဆိုဒီတိုးတွေစိတ်တွေအကြောင်းကိုဥပမာပေးတာမျိုးတွေကလေးငယ်တွေကိုပြောပြီးတော့ပို့ဥပမာပေးတာတွေဒီကားအကြောင်းတွေပြောပြီးတော့ပုံဥပမာပေးတာတွေဥပမာဒီပျောက်တော့သားပုံဥပမာမှာဆိုလို့ရှိရင်ဖျားနဲ့ဝေးကွာတဲ့အသက်တာပေါ့နော်ကိုယ့်ဘာကိုအဲ့လိုမျိုးခေါင်းမှာစိတ်မှာပြီးတော့ဖျားနဲ့ဝေးတဲ့အသက်တာမှာအသက်ရှင်လို့ရှိရင်ဘလို့ဒုက္ခရောက်နိုင်လေဆိုအကြောင်းမျိုးဆိုဒီပုံဥပမာကိုနားထောင်လိုက်တာနဲ့တခါလေကျမတို့နားနေစေရပေါ့နော်ပြီးတော့တကယ်ယေရှုဒီပုံဥပမာပြောတဲ့အချိန်မှာအရန်ကိုဒဏ္ဍာရီဆန်ပြီးတော့စိတ်ကူးရင်ဆန်အဲ့လိုမျိုးပုံစံမျိုးတွေမတွေ့ရဘူးပေါ့နော်ဒီတိုင်းကျမတို့အမြဲတမ်းတွေ့နေကြမြင်နေကြလုံနေကြအရာတွေကိုပဲအခြေခံပြီးတော့ပုံဥပမာပေးတယ်ဆိုတာတွေ့ရပါတယ်လို့အခုဒီကျမပြင်ဆင်ထားတဲ့ကောင်းတော့မှုကျွန်တော်တို့နှလုံးသားမြေဆိုဒီကောင်းစင်အောင်မှာပြင်ဆင်ထားတဲ့music ကြေးချင်းအကြောင်းအရာဟာလေဒီပုံဥပမာပေးတဲ့အရာကိုကျွန်တော်တို့ကြည့်တဲ့အချိန်မှာလေအဲ့ဒီခေတ်ခါမှာဒီဣသရေလလူမျိုးတွေအတွက်စိုက်ပျိုးမွေးညွှန်ခြင်းဒီ music ကြေးချင်းဆိုတာတို့ရဲ့နေ့စဉ်ကြုံတွေ့ရဲ့အရာလုပ်နေရတဲ့အရာတွေဖြစ်တဲ့အတွက်ကြောင့်မို့
အရန်ကိုရင်းနှီးကျွမ်းဝင်တဲ့အရာဖြစ်တယ်အဲ့ဒါကြောင့်မို့ဒီပုံဥပမာပေးတဲ့အချိန်မှာနားထောင်တဲ့လူအတွက်အရန်ကိုနားလေလွယ်တဲ့အရာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီပုံဥပမာပြောတဲ့ဒီ music ကြီးချင်းပုံဥပမာကျွန်တော်တို့တွေ့ကြည့်တဲ့အချိန်မှာဒါကျွန်တော်တို့အများအားဖတ်နေကြနားထောင်နေကြနှုတ်ကပတ်တော်ဖြစ်ပါတယ်ဆိုတော့ဒီ music ကြီးချင်းပုံဥပမာကျွန်တော်တို့ကြည့်တဲ့အချိန်မှာဒီ music ကြေးတာဟာဘာတူလဲဆိုလို့ရှိရင်နံပါတ်1တစ်ချက်ကတခင်ခရစ်တော်ဟာ music ကြေးလေးဖြစ်တယ်ဆိုတော့ကျွန်တော်တို့နားလည်စေတယ်ဒီဘာကြောင့်ဒီနှုတ်တခင်ခရစ်တော်ဟာနှုတ်ပတ်တော် music ကိုကြေးရတယ်လေဆိုလို့ရှိရင်ဒီအစစ် music ကြေးတဲ့လူဟာသူ့ရဲ့ရည်ချက်သူ့ရဲ့ရည်မှန်းချက်ပေါ့နော်မျှော်လင့်ချက်ကဒီကြေးလိုက်တဲ့ music ဟာအပင်ရှင်တန်ကြီးထွားပြီးတော့အစ30 60တရားအဲ့လိုပြန်ပြီးတော့တိုးပွားပြီးတော့အခြေတန်လို့ရှိရင်ပြန်ရိတ်သိမ်းနိုင်ဖို့အတွက်ဒီ music ကြေးတဲ့လေရှင်ဟာမျောလင့်နေဆိုတာကျွန်တော်နားလည်ရတယ်အဲ့လိုပဲတခင်ယေရှုခရစ်တော်ဟာဒီ music ကြေးခြင်းပုံမှာပြောရချင်မှာ तू ကနှုတ်ကပတ်တော် music ကိုကြေးခြင်းဖြစ်တယ်အသက်ပါတဲ့နှုတ်ကပတ်တော် music ကိုကြေးခြင်းဖြစ်တယ်အဲ့လိုကြေးခြင်းအပြင်ဖျားသခင်ရဲ့အလိုဟာဘာလဲဆိုလို့ရှိရင်လူအပေါင်းဟာအေဒီချင်းရောက်ပြီးတော့တမန်တရားကိုတည်စေခြင်းကဖျားတရားဘုလိုရှိတဲ့အတွက်ကြောင့်မို့ဒီနှုတ်ကပတ်တရားတော်မှာနားလေပြီးတော့အေဒီချင်းရောက်ဖို့ရန်အတွက်ဖျားအလိုတော်ရှိတဲ့အတွက်ဒီမျိုးစီကိုကြီးချင်းဖြစ်တယ်ဒီမျိုးစီကြီးလိုက်တဲ့အရာဟာအချိန်တန်လို့ရှိရင်ဒီနှုတ်ကပတ်တော်မြင်တွေ့ရတဲ့အတိုင်းပဲပေါ့နော်အစ30 60တရားအဲ့လိုပြန်ရိတ်သိမ်းဖို့ရန်အတွက် music ကြီးတဲ့ဒီခင်ဟာမျောလင့်လက်ရှိပါတယ်ဆိုတော့ဒီနေ့အဲ့လို music ကြီးတဲ့အချိန်မှာတဲ့လေရှင်နေဒီနှုတ်ကပတ်တော် music ကြီးတဲ့သခင်ရဲ့အလိုကမျောလင့်ချက်ကဘာလဲဆိုလို့ရှိရင်ခုနရှေ့မှာပြောသလိုပဲအစ30 60တရားအဲ့လိုပြန်ရိတ်သိမ်းဖို့ရအတွက်သူကမျောလင့်တယ်ဆိုတော့ဒီနေ့သခင်ခရစ်တော်ကပထမအဆုံးတော့ music ကြီးတဲ့သူဖြစ်တယ်အခုဒီကျမတို့ကြတော့ပြန်ပြီးတော့ဒီသခင်ကြေးခဲ့တဲ့မျိုးစုံဆက်လက်ပြီးတော့ကျမတို့ကဝေငှခြင်းပြန်ကြေးနေခြင်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေ့ဒီမျိုးစေ့ကြေးတဲ့အရှင်သခင်လေရှင်ကသူကြေးလိုက်တဲ့မျိုးစေ့တွေကတကယ်ပဲသူမျောလင့်တဲ့အတိုင်းပဲမျိုးစေ့တွေအပြင်ပေါက်နှုံးတွေပြန်နေကြီးထွားပြီးတော့အတီးတီးတာတွေအများကြီးဖြစ်နေပြီလားဆိုတဲ့အရာတော့ကျမတို့ပြန်ပြီးတော့ဆင်ခြင်ဖို့ရန်ဖြစ်ပါတယ်အဲ့လိုမျိုးစေ့ကြေးတဲ့အချိန်မှာတဲ့ဒီမျိုးစေ့ဟာမကောင်းတဲ့မျိုးစေ့မဟုတ်ဘဲနဲ့ကောင်းတဲ့မျိုးစေ့ဖြစ်တယ်တဲ့ဒါပေမဲ့အဲ့လိုကြေးလိုက်တဲ့အချိန်မှာအပင်ပေါက်တာမပေါက်တာဒီအသီးတွေပြန်တီးတာမတီးတာကြတော့တဲ့မြေနဲ့ပဲဆိုင်သွားတယ်တဲ့တချို့ကျတော့ဒီမျိုးစေ့ဟိုကမကောင်းတဲ့အတွက်ကြောင့်မို့စိုက်တာလည်းအဆင်မပြေဘူးဘာမှပြန်ရှင်တန်ကြီးသွားအမြင့်တွေမြပေါက်လာတာမရှိဘူးပေါ့နော်ဒါပေမဲ့ဒီနှုတ်ကပတ်တော်မျိုးစေ့ဆိုတာကြတော့မကောင်းတာမရှိဘူးအကုန်ကောင်းတဲ့မျိုးစေ့ဖြစ်တဲ့အတွက်ကြောင့်မို့သူပြန်ဒီမျိုးစေ့ဟာရှင်တန်ကြီးထွားဖို့ရအတွက်အဓိကကြတော့ကျွန်တော်တို့မြေပဲအဓိကလိုအပ်တယ်ဆိုတာကျွန်တော်နားလည်ရပါတယ်ဆိုတော့ဒီနေ့ဒီပုံဥပမာမှာသခင်ရှုခရစ်တော်ပြောပြတဲ့ပုံဥပမာမှာမြေအမျိုးအစား၄မျိုးကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ပထမဆုံးမြေအမျိုးအစားကလမ်းမြေကေတို့နှလုံးသားဖြစ်တယ်ဒုတိယကျတော့ကြောက်ပေါ်များတဲ့မြေဖြစ်တယ်စူးချုံပေါ်များတဲ့မြေဖြစ်တယ်နံပါတ်၄ကျတော့ကောင်းသောမြေဖြစ်တယ်အဲ့လိုမြေအမျိုးအစားကျွန်တော်တို့နှလုံးသားမှာရှိလို့ရှိရင်ဒီနှုတ်ကပတ်တော်ဟာကျွန်တော်တို့နှလုံးသားမှာကြားရတဲ့အချိန်မှာကျွန်တော်တို့နှလုံးသားဟာလမ်းမြေကေတို့နှလုံးသားဖြစ်လို့ရှိရင်ဘယ်လိုဖြစ်မလဲပြီးလို့ရှိရင်ကြောက်ပေါ်များတဲ့အဲ့လိုကြောက်ပေါ်များတဲ့နှလုံးသားလိုမျိုးဖြစ်လို့ရှိရင်အကားဘယ်လိုမျိုးပြန်ပေါက်ရဘယ်လောက်ပဲရမယ်ဆိုတဲ့အကြောင်းကိုဒီမှာနှုတ်ပတ်တော်မှာကျွန်တော်တို့မြင်တွေ့ရပါတယ်ဆိုတော့ဒီမှာခုနကျွန်တော်တို့ဖတ်ပြီးသွားပြီပေါ့နော်ဒီအထမအဆုံးလမ်းမြေမှာကြားတဲ့မျိုးစေ့ကြတော့ပေါ့နော်သူကဒီလူသွားလမ်းအခုဒီနေ့ကျွန်တော်တို့နားလေအောင်ပြောမှဆိုဒီကားလမ်းကြည့်လို့ရှိရင်ကတ္တရားတွေနဲ့အိုးအကုန်လုံးဟိုကားတွေရောလူတွေရောအမြဲတမ်းတက်နေပြီးသွားနေတဲ့လမ်းမလို့အရန်ကိုချစ်လစ်ပြီးတော့မာကြောတဲ့မြေမျိုးစားဖြစ်တယ်အဲ့လိုမြေမှာဟိုဒီမျိုးစိတ်ချလိုက်လို့ရှိရင်သူကအမြင့်တွေ့ပြီးတော့ဟိုပေါင်းရောက်ဖို့ရမဖြစ်နိုင်ဘူးဆိုတော့ဒီမှာ
တကယ်ရှိပြောပြထားတဲ့ဒီပုံဥပမာမှာလည်းပထမဆုံးဒီမြေလမ်းနိုင်ကြတဲ့လမ်းမြေမှာကြတဲ့မျိုးစေ့ပေါ့နော်လမ်းနဲ့အစေ့ကိုကြေးချင်းအကြောင်းကနိုင်ငံတော်ရဲ့တရားစကားကိုကြား၍နှလုံးမသွင်းသည်ရှိသောနတ်ဆိုးလာ၍နှလုံး၌ကြေတော့အစေ့ကိုနှုတ်ယူတတ်သည်ဟုဆိုသည်ဆိုတော့ဒီမှာတွေ့ရပါတယ်ဆိုတော့ဒီနေ့လမ်းပေါ်မှာလမ်းအဲ့လိုလမ်းမြေမှာကြားတဲ့မျိုးစေ့ဟာသူကအမြင့်တွေခြင်းမရှိတဲ့အတွက်ကြောင့်မို့အမှနတ်ဆိုးတွေလာပြီးတော့ကျမတို့နှလုံးသားမှာကြေးတဲ့ဒီမျိုးစေ့လာကောက်ယူစားသုံးလိုက်တဲ့အတွက်ကြောင့်မို့အမြင့်မတွေ့ပဲမဲ့အမြင့်မတွေ့နိုင်ဘူးအပင်မကြီးထွားနိုင်ဘူးဆိုတော့အမြင့်မတွေ့အပင်မကြီးထွားနိုင်တဲ့အတွက်ကြောင့်အတီးတီးဖို့ဆိုတာအရန်ဝေးသွားပြီပေါ့နော်ဆိုတော့ဒီနေ့ကျမတို့ရဲ့ဒီနှုတ်ပတ်တော်ခံယူတဲ့အချိန်မှာကျမတို့မြေနှလုံးသားဟာဘလို့မြေမျိုးစားလေးဆိုတာဆင်ခြင်ဖို့ရန်ဖြစ်ပါတယ်လမ်းမြေကေတို့နှလုံးသားတွေနဲ့ကျမတို့ဟာနှုတ်ပတ်တော်ကိုခံယူရလားလိမ့်တာနေရလားဆိုတာတခါပြန်ပြီးတော့ဆင်ခြင်ဖို့ရန်ဖြစ်ပါတယ်ဒီဒုတိယကြတော့ကြောက်ပေါ်များတဲ့မြေပေါ့နော်အဲ့လိုမြေမှာကြတဲ့ရိုးစေးကြတော့တဲ့နည်းနည်းတော့ပေါက်တယ်ပေါ့နော်ဒါပေမဲ့သူကမြေစီလွာနေတဲ့အတွက်ကြောင့်မို့တဲ့ရန်ကြီးအပင်တွေကြီးထွားပြီးတော့အတီးတီးတဲ့အဆင့်ကိုသူမရောက်ဘူးတဲ့ဘာလို့ဆိုမြေစီလွာပါတဲ့အတွက်ကြောင့်အမြင့်သေးချာတွေ့ပြီးတော့ကြီးလွာဖို့ခက်တယ်တဲ့အဲကြောင့်မို့ဒီနေ့ကျမတို့ဒီခရိယန်သက်တာမှာလေးပေါ့နော်ဒီမြေစီလွာပါတဲ့ဒီကြောက်ပေါ်မှာကြားတဲ့မျိုးစရာဘယ်လိုမျိုးကျမတို့သက်တာမှာတွေ့ရတယ်လဲဆိုလို့ရှိရင်ဥပမာကျမ်းမာချမ်းသာအဲ့လိုမျိုးအောင်မြင်မှုတွေဖြစ်တဲ့အချိန်မှာဒီဖျားဝတ်နဲ့မွေ့လျော်တယ်လို့ကြော်တယ်လို့အရာကိုတက်ကြွတယ်လို့ဖြစ်ပေမဲ့ဒီခါကျကျမတို့အသက်တာမှာခရစ်တော်အတွက်အဖို့ခပေးရတော့မယ်ဆိုတဲ့အချိန်မှာမျိုးတွေပြီးတော့ကျမတို့အသက်တာမှာစုံစမ်းခြင်းတွေလာလို့ရှိရင်မခံနိုင်တော့အဲ့လိုအချိန်မှာကျမတို့ကပြန်ပြီးတော့ပြည့်စည်သွားတတ်တယ်ပေါ့နော်ဆိုတော့ဒီကြောက်ပေါ်မှာကြားတဲ့မျိုးစေ့ဟာမြေစီလွာပါတဲ့အတွက်ကြောင့်နေတဲ့အတွက်ကြောင့်တေချာအမြင့်တွေပြီးတော့သူကပင်ကြီးသွားချင်းတန်ခြင်းမရှိနိုင်ဘူးတဲ့ဆိုတော့ဒီနေ့ကျွန်တော်တို့နှလုံးသားဟာလည်းကြောက်လိုမျိုးနှလုံးသားမြင်နဲ့နှုတ်ကပတ်တော်ကိုနားထောင်နဲ့ခံယူရဆိုလို့ရှိရင်ခဏလေးပဲစုံစမ်းခြင်းနဲ့ကိုယ်အစင်မပြေလာလို့ရှိရင်ကိုယ်စဉ်းစားထားသလိုမဖြစ်လာလို့ရှိရင်ဖခင်ရဲ့အလိုတော်နဲ့ဆန့်ကျင်ပြီးတော့အသက်ရှင်တာမျိုးတွေဖြစ်တယ်ပေါ့နော်ဒါကကြတော့ကြောက်ပေါ်မှာကြားတဲ့မျိုးစီနဲ့တူတဲ့တက်တာဖြစ်ပါတယ်လို့နောက်တော့နံပါတ်3ကြတော့စူးချုံအဲ့လိုမြေမှာကြားတဲ့မျိုးစေ့ပေါ့နော်ဒါကြတော့ဘယ်လိုဖြစ်တာလဲဆိုတော့ကျွန်မသက်တာဘယ်လိုမျိုးတွေ့ရတယ်လဲဆိုလို့ရှိရင်ဖခင်ရဲ့နှုတ်ကပတ်တော်တရားကိုလည်းသူကခံယူရဲတဲ့ဒီကျမ်းစာထဲမှာပေါ်ပြထားတာကြတော့စိတ်နှလုံး၌အမြင့်မဆွဲခဏတာဖြစ်တရားစကားကြောင့်အမှုအခင်းနဲ့ညီးစိတ်ချင်းဖခင်တော်ကချက်ချင်းဖောက်ပြန်တတ်တယ်လို့တရားကြောင့်စူးပြင်လို့လည်းအစိတ်ကိုကြေးခြင်းအကြောင်းအရာကတရားစကားကိုကြား၍လောကီအမှုနဲ့စိုးရင်ခြင်းနှင့်စီးစိမ်ဥစ္စာ၏လေးစားခြင်းနှင့်တရားစကားကိုလွမ်းမိုးညင်းစေတတ်တော့ကြအတီးမတီးနိုင်ဘူးဆိုလို့ဒီဆိုတာဒီနေ့နှုတ်ကပတ်တော်လဲကျမတို့နားလေတယ်နားထောင်တယ်ခံယူရဲဥမာဖျားเจ้าလဲလာတယ်အလူလဲထဲ့တယ်ဒါပေမဲ့တစ်ဖက်မှာဘာပြန်ဖြစ်တယ်လဲဆိုလို့ရှိရင်လောကရဲ့အရာလဲကျမတို့နှလုံးသွင်းထားတယ်ပြောမယ်ဆိုလို့ရှိရင်ဒီမျိုးစရာတို့လဲကြီးလာတယ်အပင်ကြီးလာတယ်ဒါပေမဲ့စူးပင်တွေလည်းအပြိုင်ကြီးလာတဲ့အချိန်မှာဒီစူးပင်တွေကိုသူကမကြော်လွားနိုင်ဘူးဒီစူးပင်တွေရဲ့လောင်ရဲ့အောက်မှာအဲ့လိုနေတဲ့အသက်တာမျိုးဖြစ်သွားတာပေါ့နော်ဆိုလို့ရှိရင်ဒီနေ့ကျွန်တော်တို့ခင်ဗျာအသက်တာမှာဖျားကိုဘေးချိန်ကိုယ်ွယ်ရမယ်ဘလို့ဆူတောင်းရမယ်ဆိုလဲတည်ရဲဒါပေမဲ့လောကအရာနဲ့ရှင်လို့ရှိရင်ကျွန်တော်တို့စာဝတ်နေရဲ့အတွက်မိသားစုအရေးအမျိုးမျိုးအဲ့လိုလုံးလိုက်လို့ရှိရင်အခုတနင်္ဂနွေနေ့ဖျားကြောင့်တက်ရမှာဆိုတာတည်ရဲဒါပေမဲ့တစ်ဖက်မှာလုံးရမယ့်အရာကျွန်တော်တို့နေထိုင်စားသောက်ဖို့ရအတွက်ရုန်းကန်ရတဲ့အရာတွေရှိတဲ့အချိန်မှာအဲ့ဘက်ဦးစားပေးတဲ့အရာမျိုးတွေရှိလာတတ်တာပေါ့နော်ဆိုတော့ကြောင်းလေးလို့စိတ်လည်းရှိတယ်တဲ့ဒါပေမဲ့ငကိုဇာတိပဂတိစိတ်ကိုလည်းတိတ်ပြီးတော့မငင်းဆန်နိုင်ပေါ့နော်
ဒီပတ်ဝန်းကျင်ကလွမ်းမိုးမှုတွေပိုပြီးအားကြီးတဲ့အချိန်ကြတော့တဲ့အတီးမတီးနိုင်တဲ့အဆင့်အဲ့လိုဖြစ်တတ်တယ်ဆိုပြီးတော့အတီးမတီးနိုင်တဲ့အဆင့်ရောက်လေဆိုပြီးတော့ဒီမှာနှုတ်ပတ်တော်မှာပေါ်ပြထားပါတယ်ဆိုတော့ဒီနေ့ကျမတို့ရဲ့အသက်တာမှာနှုတ်ပတ်တော်နေ့တိုင်းခံယူတယ်နားထောင်တယ်အိမ်မှာကိုယ့်ဘာကိုစမ်းစာဖတ်တယ်ဆုတောင်းတယ်ဖះမှာတိုးဝင်တယ်အဲ့လိုအခြေအနေရှိပေမဲ့ကျမတို့ရဲ့နှလုံးသားဟာဘလို့နှလုံးသားအမျိုးအစားနဲ့ပေါ့နော်ဖះရှိမှကျမတို့တိုးဝင်နေတဲ့တည်းဆိုတာပြန်ပြီးတော့ဆင်ခြင်ဖို့ရန်ဖြစ်ပါတယ်လို့နောက်ပြီးတော့ကောင်းသောမြေမှာကြားတဲ့မျိုးစေ့ကြတော့တဲ့ဒီမှာအစ30အစ60အစပြပွားများ၍အတီးတီးတတ်ဒီခုမိန့်တော်မူကြီးဆိုတာဒီကျမ်းစာမှာကျွန်တော်တို့တွေ့ရပါတယ်ကောင်းသောမျိုးစေ့ကျွန်တော်တို့ချတော့မယ်ဆိုရင်ဥပမာကျွန်တော်တို့တစ်ခုစိုက်တော့မယ်ဆိုလို့ရှိရင်မြေကိုအဲ့လိုမာကြောနေတဲ့မြေမှာကျွန်တော်တို့မျိုးစေ့ရဲ့အဲ့လိုမျိုးမချဘူးပေါ့နော်ဥပမာကျွန်တော်အရင်တော့ဟိုကစုံရွက်ပေါ့နော်အဲ့အစီစိုက်ဖို့ဟာပြင်နန်ပင်အဲ့လိုမျိုးစိုက်တဲ့အချိန်မှာမြေကိုတခြားလေးဖွားလေးလုပ်ပြီးတော့ရေတွေလောင်းရတယ်အဲ့လိုဖွားလေးအဲ့လိုဆူဆွတ်တဲ့အချိန်မှာကိုစိုက်ချင်တဲ့မျိုးစေ့ကိုချပြီးတော့စိုက်တဲ့အချိန်မှာခဏလေးနဲ့အမြင့်တွေပြီးတော့အပင်ပေါက်လာတယ်ပေါ့နော်မြန်လေးတို့အပင်ပေါက်လာတာတွေ့ရပါတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ဒီကောင်းသောမြေမှာကျတဲ့မျိုးစေ့ဟာအမြင့်တွေလွယ်ပြီးတော့အပင်ပေါက်လွယ်တယ်ရှင်သန်ကြီးထွားမြန်တယ်ပြီးရင်ချိန်တာလို့ရှိရင်သူကအတီးတီးတယ်ဆိုတာကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့တစ်ဖက်မှာကျွန်တော်တို့နှုတ်ပတ်တော်ဖခင်ရဲ့ဒီတရားစကားနှုတ်ပတ်တော်ကျွန်တော်တို့ခံယူတဲ့အချိန်မှာတဲ့ဒီကောင်းသောမြေမျိုးစားကဘယ်လိုမြင့်ပြင်ဆင်ရတယ်လဲဆိုလို့ရှိရင်ခုနကကျွန်တော်တို့ဒီတစ်ခုခုစိုက်တော့ပြီဆိုရင်ဒီမြေကိုပြင်ဆင်ရတဲ့အတိုင်းပေါ့နော်နှုတ်ပတ်တော်ခံယူမယ်ဖတ်ရှုတော့မယ်ဖျားစီတိုးဝင်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့နှလုံးသားကိုပြင်ဆင်ရတယ်တဲ့ဖျားဒီနေ့ကျွန်တော်ဘယ်လိုစကားပြောမလဲဒီနှုတ်ပတ်တော်ကျွန်တော်ဖတ်ခြင်းအဖြစ်ကျွန်တော်ဖတ်ခြင်းအဖြစ်ဖျားကိုကျွန်တော်ဘယ်လိုစကားပြောမလဲဖျားကျွန်တော်ဘယ်လိုပြောနေရလဲဆိုတာနားလေနိုင်ဖို့ရတဲ့ပထမဆုံးကျွန်တော်ရဲ့နှလုံးသားကိုပြင်ဆင်နေတဲ့အဲ့လိုပြင်ဆင်တဲ့နှလုံးသားမှာမားတဲ့နှုတ်ပတ်တော်မျိုးစေ့ဟာကြပြီးတော့အတီးတီးတယ်ဆိုတာနားလေရပါတယ်ခုနအရှိမပြောသွားသလိုပေါ့နော်မျိုးစေ့ကကောင်းပြီးသားဖြစ်တယ်ဒါပေမဲ့ကျမတို့မြေမကောင်းတဲ့အချိန်မှာအတီးများစွာမတီးနိုင်ဘူးအပင်မပေါက်ရောက်နိုင်ဘူးဆိုတာနားလည်ရပါတယ်ရှင်ယောဟန်အခန်းကြီး5အငယ်8မှာတင်တို့ဒီများစွာတော့အတီးကိုတီးရောအားဖြင့်ငါခမဲတော်ဒီဘုံတင်ရှားတော်မူ၍တင်တို့ဒီလည်းငါဤတပိတ်မှန်ကြလိမ့်မည်ဆိုတော့ဒီမှာယေရှုမိန့်မှာထားတဲ့ကျမ်းပိုက်ဖြစ်ပါတယ်လို့ကျမတို့ကအတီးများစွာတီးခြင်းအားဖြင့်ခမဲတော်ရဲ့ဖျားရဲ့ဘုံတော်ထင်ရှားဖို့ရန်အတွက်ဖြစ်တယ်အတီးမတီးလည်းရတယ်အဲ့လိုမျိုးအတီးကိုတီးရမယ်ဒီအတီးတီးခြင်းကဘာဖြစ်လို့လဲဆိုလို့ရှင်ဖျားရဲ့ဘုံတော်ထင်ရှားဖို့ရန်အတွက်ဖြစ်တယ်တခင်ယေရှုခရစ်တော်ရဲ့တပည့်လည်းမှန်ကြလိမ့်မယ်တဲ့မဟုတ်လို့ရှင်တပည့်အတုတွေပေါ့နော်အဲ့လိုဖြစ်မယ်ဆိုတဲ့အကြောင်းဒီမှာပြောပြထားပါတယ်ဆိုတော့ဒီနေ့အဲ့လိုအတီးတီးတဲ့အချိန်မှာတဲ့ကျမတို့ဒီဂါလတိအခန်းကြီး9အငယ်20မှာကောင်းသောအကျင့်တီးဟူတော့အတီးကိုတီးဖို့ရန်အတွက်ဒီမှာနှုတ်ကပတ်တော်မှာပေါ်ပြထားတယ်ပေါ့နော်အဲ့မှာချစ်ခြင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းစိတ်ရှည်ခြင်းကျေးဇူးပြုခြင်းကောင်းမြတ်ခြင်းသစ္စာဆောင်ခြင်းနူးညံ့သိမ်မွေ့ခြင်းကာမဂုဏ်ချုပ်တီးခြင်းပေထိုတို့တော့အကျင့်ကိုအဘေတရားမှမမြစ်သားဆိုပြီးတော့ဒီဂါလတိအခန်းကြီး9အငယ်20မှာပေါ်ပြထားတယ်အဲ့တော့ကောင်းသောအကျင့်တီးဟူတော့အတီးကိုတီးဖို့ရန်အတွက်ကောင်းသောမြေဖြစ်ဖို့ရန်အတွက်လိုအပ်ပါတယ်အဲ့တော့ဒီနေ့ဘေးအခြေအနေဘေးအချိန်မဲရောက်ဘလို့အခြေအနေပဲရောက်ကျွန်တော်တို့ခရိယန်တက်တာတခင်ယေရှုခရစ်တော်နောက်ကိုလိုက်ပြီးတော့သူ့ရဲ့နှုတ်ကပတ်တော်ကျွန်တော်တို့ခံယူတယ်လိုက်လျှောက်တယ်ဆိုလို့ရှိရင်ဒီနှုတ်ကပတ်တော်မှာပြောထားတဲ့အရာကိုကျွန်တော်တို့ကနာခံလိုက်လျှောက်ဖို့ရန်လိုအပ်ပါတယ်လို့ခါကျရင်ကျွန်တော်တို့အသက်တာမှာဒီအတီးတီးဖို့မပြောနေပေါ့နော်ခရိယန်အသက်တာကိုကြည့်ပြီးတော့သူများခရိယန်မဖြစ်ချင်တဲ့ဟာတွေအများကြီးရှိတယ်ဆိုတော့ကျွန်မကြားဘူးရပေါ့နော်လို့ရှိရင်ဒီကျွန်တော်တို့ဒီမြစ်ချနာမှာဆိုရင်ဒီခရိယန်ဆိုင်တွေလောကတိုင်လုံးထားတဲ့ဆိုင်တွေဆိုရင်ပို့ပြီးတော့ခရိယန်ချင်းဆိုတာအားပေးတယ်ပို့ပြီးတော့ဝေဖြစ်တယ်လို့ညာတွေရှိတယ်ဒါပေမဲ့အဲ့ဒီ
လက်ဝါးကတိုင်နဲ့လှုပ်ထားတဲ့အဲ့လိုဆိုင်မှာပို့ပြီးတော့ဈေးကြီးတယ်ဘာဖြစ်လဲတော့မသိဘူးဒါပေမဲ့ပို့ပြီးတော့တစ်ဖက်လိုပြောမှဆိုပို့ပြီးအမျက်ကြီးစားတယ်လို့ပို့ပြီးဈေးကြီးတယ်အဲ့စက်သားရောင်းတဲ့ဆိုင်အဲ့မှာအရင်ဈေးကြီးတော့သူကစတယ်လို့နောက်တယ်လို့ပြောမှာဟင်းဒီစက်သားအရင်ဈေးကြီးအောင်ပို့ပြီးတော့ချားဆိုင်နဲ့စားလို့ရှိရင်ပို့ပြီးဈေးကြီးတယ်တရားပို့ကြီးCP ချက်ဆိုရင်နည်းနည်းပေါ်တယ်ပေါ့နော်ကိုကဒါအိမ်ချက်ဘာညာဒါတိုက်ချက်ဘာညာလို့ပြောအရင်ဈေးကြီးတယ်လို့ပြောနေကြတော့ဒီချက်သားတဲ့ဒီချက်ကလည်းရိုးချက်မဟုတ်ဘူးတဲ့တခင်ယေရှုကိုပေတရုက3ကြိမ်အဲ့လိုညင်းတယ်ပေါ့နော်အဲ့လိုညင်းတဲ့ချိန်မှာသူနဲ့ချက်ဖမျိုးစားမလို့တဲ့အဲ့လိုကြောင့်ဈေးကြီးတယ်အဲ့လိုမျိုးသူကခရိယန်ဆိုတော့ကျမ်းပိုက်ကဘာဥပမာတွေသူကအဲ့လိုတွေကင်ပြီးတော့အဲ့လိုပြောတဲ့ညကြောသူကရီစာလို့ပြောတာပေါ့နော်နင်အရင်ချက်သားအရင်ဈေးကြီးတယ်လို့ပြောချင်တာအဲ့လိုပြောတာမျိုးတွေကြုံဘူးတယ်ပေါ့နော်အဲ့လိုပဲကျွန်တော်တို့ခရိယန်ဆိုတဲ့လူတွေကပိုးပြီးတော့ပုံသက်တေကောင်းမဖြစ်ပေးနဲ့ဒီခုနကလည်းဒီအခန်းကြီး9အငယ်20မှာပြောပြထားတဲ့ချစ်ချင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းစိတ်ရှည်ခြင်းကျေးဇူးပြုခြင်းကောင်းမြတ်ခြင်းသစ္စာဆောင်ခြင်းနူးညံ့သိမ်မွေ့ခြင်းဆိုတဲ့အရာတွေကာမဂုဏ်ချုပ်တီးခြင်းဆိုတဲ့အရာတွေအဲ့လိုအသီးတွေခရိယန်သက်တာမှာမသီးနိုင်တဲ့ချိန်ကြတော့တခင်ယေရှုခရစ်တော်ဟာမနေ့ယနေ့နောင်ကာလအမြဲတမ်းသက်ရှင်တဲ့ဘုရားဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ကပြောတယ်ဒါပေမဲ့အဲ့ဆိုနင်တို့အဲ့ရှင်နဲ့အသက်ရှင်တဲ့ဘုရားတခင်ယေရှုခရစ်တော်ဘယ်မှာလဲဘယ်မှာမြင်လို့ရတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုဖြေမလဲတခါကျတော့စဉ်းစားပြတခင်ယေရှုကိုအဲ့လိုမြင်ချင်တာလားအဲ့ဒါမဖြစ်နိုင်ဘူးနင်တည်ရဲနောက်ပိုင်းကိုကောင်းကင်ကိုရောက်မှတခင်ယေရှုမြင်မယ်ကိုဒီမှာမမြင်နိုင်တော့မတွေ့နိုင်တော့လို့ဖြေမလားဘောနော်ဒါပေမဲ့ပြန်စဉ်းစားလို့ရှိရင်ခရစ်တော်တော့လိုက်တဲ့လူတွေဒီခရိယန်အသက်တာဆိုတာခရစ်တော်ရဲ့အသက်တာကိုကျွန်တော်တို့ရဲ့ခရိယန်အသက်တာမှာမြင်တွေ့ရမယ်မြင်တွေ့ခိုင်းစေရမှာပေါ့နော်မြင်တွေ့ရမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်မတို့ကြည့်ဆိုလို့ရှိရင်အခုခရစ်တော်မြင်ချင်တယ်ဆိုလို့ရှိရင်ကျွန်မတို့ကြည့်လို့ရှိရင်လူရမြင်တယ်မှာနေ့မြင်ဘာမှမမြင်အောင်ပြီးတော့ဒုနောဆိုရဲနေ့ကိုပဲမြင်တယ်ဆိုလို့ရှိရင်အဲ့ဒါမှားနေသေးရပေါ့နော်ကျွန်မတို့ကြည့်ဆိုလို့ရှိရင်တကယ်ခရစ်တော်ရဲ့အသက်ရှင်ခြင်းခရစ်တော်ရဲ့ပုံသက်တွေကိုကျွန်မရဲ့အသက်တာမှာမြင်တွေ့မှပဲတကယ်ခရိယန်အသက်တာဆိုတာစစ်မှန်တဲ့ခရိယန်အသက်တာပြီးတော့ဒီဖျားအလိုရှိတဲ့ကောင်းတဲ့အကျင့်ဒီခုတော့အတီးတီးတဲ့ခရိယန်အသက်တာဆိုတာဖြစ်လာမှဖြစ်ပါတယ်လို့ဒီမြစ်နာမှာကားရန်ဟိုဝတ်တော့ရန်ဖြစ်စားတဲ့ချိန်မှာကားရန်များတယ်အဲ့ဒီကြတော့လမ်းကလည်းကျင်းပြင်ကားတွေကအပြိုင်လမ်းတွေလူကြတာပေါ့နော်ပြင်မီးပွိုင်ရလဲတမျိုးလုံးမှာအခုကျွန်တော်တို့မြင်တာကိုကျွန်တော်ရှိတော့ရနှစ်ခုပဲရှိသေးတယ်တမျိုးလုံးမှာမီးပွိုင်နှစ်ခုပဲရှိချိန်ကြတော့ကြံတဲ့ညမှာအဲ့လိုပဲအထာနဲ့လူရက်ပြီးမှလူပြီးမှလမ်းတွေယူရတာပေါ့နော်ဆိုတော့အဲ့ဒါခေါဦးလေးနဲ့ကျွန်မရွာပြန်တဲ့ချိန်မှာကားနောက်မှလည်းဟိုအရန်ကြီးရပေါ့နော်ဆိုနင်းနေဖိပေးလိုက်လေဖိပေးလိုက်ဟိုမှာလည်းသုံးပေးနဲ့စိုက်ကားနဲ့ဘယ်ဖိလို့ရမလဲခဏလေးတဲ့ဟိုအရှင်နာရောက်လို့ရှိရင်လည်းနည်းနည်းရှောင်ပေးမယ်ဖိပေးမယ်ပေါ့နော်လမ်းဖိပေးမယ်ပေါ့နော်အဲ့ဒါလည်းနောက်တော့ဆိုမှဟိုတိုက်ခါနီးပဲလို့သွားတဲ့အချိန်မှာအဲ့ကားနောက်မှာဘာရေးထားတာတွေ့ရတယ်လေဆိုလို့ရှိရင်အင်္ဂလိပ်စာသားလေးvan ကားနောက်မှာ Jesus love you ဆိုတဲ့ရေးထားတယ်ကျွန်တော်ကျမပြန်စဉ်းစားမိရတော့ကျမတို့ခရိယန်တက်တာအဲ့ဒါကြောင့်မို့ပို့ဆိုးတာလို့သူများအဲ့လိုစာသားတော့ရေးထားတယ်လို့ဒါပေမဲ့ကျမပြန်စဉ်းစားရပြီသူရေးထားတာမှန်ပါတယ်လို့ Jesus love you တခင်ယေရှုညို့တင့်ကိုချစ်တယ်ဆိုတော့ရေးထားတယ် I love you မှမရေးထားတာနော်ကိုယ့်ကိုချစ်တယ်လို့မှမရေးထားတာလို့သူကတခင်ယေရှုကညို့ချစ်တယ်ဆိုတဲ့အကြောင်းပဲရေးထားတာအဲ့ဒါလေးမှန်ပါတယ်လို့အဲ့လိုပြန်ပြီးတော့တွေးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေ့ကျွန်တော်တို့ခရိယန်တက်တာမှာခရိယန်ဆိုတဲ့လူတွေချီးမြှောက်ပုံတက်တယ်ဖြစ်တာရဲ့အများရှိရဲ့ကောင်းတော့အကျင့်ကောင်းတော့အသီးတွေကျွန်တော်တို့မတီးနိုင်တဲ့ချိန်ကြတော့ဖျားရဲ့ဘုံတော်ကိုချီရှားဖို့ရန်အတွက်ကျွန်တော်တို့အရန်ကိုအားနေချက်တွေရှိရဲ့အသက်တာဖြစ်လာနိုင်တယ်ပေါ့ဆိုတော့ဒီနေ့ဒီတခင်ရှုပုံဥပမာပေးတဲ့မျိုးစေ့ကျေးတဲ့အချိန်မှာကျမတို့နှလုံးသားဟာဘလို့မျိုးစားလေးဆိုတာကျမတို့ပြန်ဆင်ခြင်ဖို့ဖြစ်ပါတယ်နှုတ်ကပတ်တော်မှာအတိအပြည့်အမြဲသဘောကိုထင်ရှားစေတယ်ဆိုတာအကြောင်းကိုကျမတို့တွေ့ရတယ်ဆိုတော့အကြောင်းကိုဖျားနှစ်သက်တဲ့အတီးကိုတီးဖို့ဖြစ်ပါတယ်ဒီနေ့ကျမတို့အရောက်စီတိုင်းကျမတို့နှလုံးသားကနှလုံးသားမြေကပေါ့နော်ဘလို့မြေမျိုးစားလေးဆိုတာပြန်ဆင်ခြင်ပြီးတော့
ဒီလိုမျိုးကြောက်လို့နှလုံးသားလားစူးချုံပေါ်တဲ့အဲ့လိုညီအမျိုးသားနှလုံးသားလားဒါမှမဟုတ်ရှင်လည်းအဲ့လိုလမ်းမြေကြီးတို့မာကြောနေတဲ့မြေနှလုံးသားလားဆိုတာပြန်စင်ချင်ပြီးတော့ပေါ့နော်စဉ်းစားပြီးတော့ကောင်းတော့မြင်ဖြစ်အောင်ကျွန်တော်တို့အသက်တာကိုပြန်ပြီးတော့ပြုပြင်ဆင်ခြင်ကြရအောင်လို့နှုတ်ကပတ်တော်ဤမြဝင်ကြပါတယ်အားလုံးကိုဖြန့်ရှင်ကောင်းချီးပေးပါစေကျေးဇူးတင်ပါတယ်